ကျွန်တော်လေးတော့ချစ်ခင်ရတဲ့ Academy တတမှုဖြစ်ပါလေ။မချစ်တဲ့ချင်ပါလေ။ကျွန်တော်စတဲ့ရင်ကမိသားစုများအတွက်အပီမိသားစုကလေးပြောပြပါဦးခင်ဗျာ။ကျေးဇူးတင်ပါတယ်။ သားနဲ့တူတူဖြော်ရင်းဝင်ရတဲ့အတွက်မထက်ကဝမ်းပါလို့ခေါ်ပါဘူးပီတိဖြစ်ရပါတယ်၊ကုန်ယူရပါတယ်။အပိသားရဲ့တရားချီးကျေးဇူးများတင်ပါတယ်။ ကျွန်တော်အမပြီးကလေးညကလေးကသူပွဲကြီးကိုရောက်လာတာပြီးကလေးညပွဲမကပြတော့ဒီနေ့တရက်စောင့်ပြီးတော့သူစောင့်ပြီးပွဲကြီးတာအဲ့အမရောက်တော့ရောက်ခိုင်းမှာကျွန်တော်ချစ်ရတဲ့မိသားစုများအတွက်ဖြိုပြပေးပါဦးဆိုပြီးတော့အမဖြိုပြပေးတာဖြစ်ပါတယ်အမကျေးဇူးများတင်ပါတယ်ခင်ဗျာ ကဲပါ